အားလုံးမင်္ဂလာပါငါသမီးလေးမိုးမြင့်စနန်းထမရောင်တဲ့ချေပန်းပင်လေးနေအိမ်စပါနောကျနာတို့အိမ်မလာမဖို့ရကိုယ်ချင်လေးများနေချောသိမ်းမှာယုံကြည်စိတ်ချမိစပေါ်ချင်ရဲ့အနည်းဆုံးလူပါဘောပါနေဒုက္ခနဲ့ကြုံတွေ့တဲ့အခါရင်ဆိုင်ရအထင်သာပေါ်ချစ်အားချင်ပါနော်ဒီချိန်မှာဘယ်သူမှမင်းပန်းရှိတဲ့အခါကိုယ်ရောက်တဲ့မင်းကြည့်ရပါယုံကြည်အကုန်လိုက်ပေါ်အချင်းရဲ့အနည်းဆုံးလူပါနေချင်နေတာမင်းနေတာမှာရင်ဆိုင်ရဆုံးဆုံးဒုက္ခဆိုတာတုံ့ရည်နေတဲ့ချစ်သူလက်ကိုကိုင်ဆွဲကလို့တဲ့နေရာမင်းကြောင့်လည်းကိုယ်ကပြန်လာတဲ့ကြောင်ပဲစေတဲ့ခွာပါအရာရာမင်းတွေပဲတော့ချစ်သူလို့အတိုင်းမှာကိုယ်အနည်းဆုံးချစ်ရသူပါသမီးလေးမိုးမြင့်စနန်းထမရောက်ဆောင်ချက်ပန်းကလေးတွေနေအိမ်ဆက်ပါနော်ဟိုတော့ကျနာသူအိမ်မလာလာမပူရကိုယ်ကချင်လေးများနေရှော့သိမ်းမှာယုံကြည်စိတ်ရှောက်မေးစပေါ်ချီအနည်းဆုံးလူပါဟိုပါနေဒုက္ခနဲ့ကြုံတွေ့တဲ့အခါရှစ်ဆိုင်နဲ့အထင်ထားဖို့အရှင်းအထင်ပါနော်ဒီရှင်ဘသူမှမင်းပဲမရှိတဲ့အခါကိုတယောက်တည်းပဲမင်းတည်ရပါရှုံးကြည်အားကိုလိုက်ပေါ်အချစ်အနည်းဆုံးလူပါနေချင်နေတာမင်းဘယ်လီနာမှာရှစ်ဆိုင်နဲ့ဆိုတော့ဒုက္ခဆိုတာတုံ့ရည်နေတဲ့ရှစ်သူလက်ကိုကိုင်ဆွဲတာလိုချင်နေတာမင်းအပြုံးလေးတစ်ခုသာဝေဒနာတွေပြောင်းမဲ့စိတ်တစ်ခွက်ပါအရာရာမင်းတို့ပဲပေါ်ရှိသူလောအတိုင်းမောကိုယ်အနည်းဆုံးရှိရသူပါနေချင်နေတာမင်းဆိုင်မဲ့ဆုံးလုံးဒုက္ခဆိုတာတုံ့ရည်နေတဲ့ချစ်သူလက်ကိုကိုင်ဆွဲကလိုချင်နေတာမင်းကြုံနေတကူကဝေဒနာတွေပြောင်းမဲ့စိတ်တစ်ခွက်ကရာရာမင်းတို့ပဲပေါ်ချစ်သူလောအတိုင်းမောကိုယ်အနည်းဆုံးရှိရသူပါလောအတိုင်းမော